ပိုင်တကွန်ဟာတိမ်မောင်1000ကျော်တန်းနဲ့တိုက်နေချန်တွေကိုမိသားစုတွေအတွက်တရားဝင်စာချုပ်စာရင်းနဲ့လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းဂျားတွေကနေဝင်ရောက်ပြောကြားလာခဲ့ပြီးပိုင်တကွန်ဟာမိသားစုအပေါ်မှာတာဝန်ကြီးတဲ့သားတယောက်ဖြစ်ကြောင်းထောက်ပြလာခဲ့တဲ့ပိုင်တကွန်ရဲ့ဆရာဖြစ်သူမင်္ဂလာပါပရိသတ်ကြီးများရှင်အခုရက်ပိုင်းလူမှုကွန်ရက်ပေါ်မှာလူစိတ်ဝင်စားမှုမြင့်တက်နေပြီးမိဘနဲ့သားသမီးပြဿနာဖြစ်နေတဲ့ကိစ္စမှာမိဘဘက်ကမှားရလားသားသမီးဘက်ကမှားရလားဆိုပြီးတော့ပရိသတ်တွေကြားထဲကနေဒွိဟာဖြစ်နေခဲ့ကြတာပါတယောက်ဆောင်ပိုင်တကွန်ဟာနုပညာလောကမှာစတင်အောင်မြင်လာခဲ့တဲ့အချိန်တွေကမိဘတွေကိုလူလေးသိမ်းမရှိထားခဲ့တဲ့သူတယောက်ဖြစ်ပြီးမင်္ဂလာဆောင်ကန်ဒီချိန်ထိလည်းတစ်ချက်မှမျက်နှာညှို့မခံခဲ့သူဖြစ်ပါတယ်ဒါပေမဲ့ယခုရက်ပိုင်းမှာတော့ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူကတားဖြစ်သူပိုင်တကွန်အပေါ်မှာမကျေနပ်ချက်တွေပေါ်ပေါက်လာခဲ့ပြီးသူ့ရဲ့သားသမီးစင်းထဲမှာပိုင်တကွန်မပါတော့ဘူးဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလာခဲ့တာကြောင့်ပရိသတ်တွေကအိမ်တွင်းရေးပြဿနာတွေရှိနေတဲ့အပေါ်သိရှိသွားခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်ပိုင်တကွန်ကသူ့ရဲ့နုပညာကြီးနဲ့ဝေထားတဲ့တိုက်နဲ့ချံကိုမိဘတွေရဲ့နာမည်နဲ့ဝေထားတာမဟုတ်ပဲသူ့နာမည်နဲ့သာဝေထားခဲ့ပြီးမိဘတွေကိုလည်းအိမ်ပေါ်ကနေနင်းချထားတယ်ဆိုတဲ့စကားလုံးတွေလည်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အခုလိုအိမ်ပေါ်ကနေနင်းချတယ်ဆိုတဲ့ကိစ္စတွေဟာအမှန်မဟုတ်ပဲသိန်းပေါင်း1000ကျော်တန်းတဲ့ပိုင်တကွန်ရဲ့မိဘတွေလက်ရှိနေနေတဲ့အိမ်တွေကိုလည်းပိုင်တကွန်ကစာချုပ်စာတမ်းနဲ့တရားဝင်လွှဲပြောင်းပေးပြီးဖြစ်ကြောင်းပိုင်တကွန်ရဲ့ဆရာဖြစ်သူကျော်လွင်ကအခုလိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ဆရာကျော်လွင်ကပိုင်တကွန်ရဲ့ခွင့်ပြုချက်နဲ့ဖော်ပြတာပါ။မိဘဆိုတာလူဖြစ်ခွင့်ပေးရတဲ့ကျေးဇူးဆက်မကုန်းပါတပိတ်ပိုင်တကွန်ရင်မင်းတာဝန်ကြီးပါတယ်ပရိသတ်ကြီးလည်းပိုင်တကွန်အမေကိုလည်းပြစ်မမြင်ကြပါနဲ့နော်သူကမြန်မာဆန်လို့ပါသားသမီးကိုတစ်သက်လုံးပိုင်ဆိုင်ကျင်တာပါအားလုံးနားလည်ပေးကြပါနော်အခုပြတဲ့စာချုပ်ကပိုင်တကွန်ကမိဘကိုတည်တံ့လို့ပေးထားတာပါအဲ့ဒီမှန်တရားကိုသိအောင်ချပြတာပါလိုင်းပေါ်မှာမလိုလားတဲ့ထင်မြင်လွဲမှားခြင်းတွေမဖြစ်အောင်ဖော်ပြခြင်းဖြစ်ပါတယ်လို့ဆိုကပိုင်တကွန်ကသူ့ရဲ့မိဘတွေအတွက်တိမ်မောင်တောင်းချီတန်းနဲ့တိုက်နဲ့ချံကိုစာချုပ်စာရန်နဲ့တကွပေးခဲ့ပြီးဖြစ်ကြောင်းပိုင်တကွန်ရဲ့ဆရာဖြစ်သူကျွန်းလွင်ကအားလုံးသိအောင်ချပြလာခဲ့တာပဲဖြစ်ပါတယ်